proof နေဖြစ်ရင်ဘာလို့ KYC တင်ရတယ်လဲ fund trader တယောက်ကတကယ်လူအစစ်ဟုတ်မဟုတ်စစ်စစ်တဲ့လုပ်ငန်းစဉ်ကို KYC know your customer လို့ခေါ်ပါရှက်လက်အောင်ရုံနဲ့မပြီးသေးပါဘူး KYC အောင်မှသာ fund account activate ဖြစ်ပြီး reward တွေထုတ်လို့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာ funding page KYC အောင်ဖို့ပါပြီးပြင်ဆင်ထားရမယ်လူအများစုဘာကြောင့် reject ဖြစ်ကြလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် KYC တင်ဖို့ပထမဆုံးလိုအပ်တာကတော့ identity verification ပါဒါက passport driving license ဒါမှမဟုတ် national ID တစ်ခုခုဖြစ်မှာရမှာပါ passport နဲ့တင်တော့ပုံမြန်ပါတယ်ကိုယ့်ရဲ့ ID တပ်ပုံကတပ်ပုံဝါနေတာတောင်းနေဖြတ်ထားတာစာရီဖတ်မြဖြစ်တာမျိုးဆိုလို့ရှိရင်တော့ reject ဖြစ်နိုင်ပါနောက်တစ်ခုက selfie verification နဲ့ထပ်ဆက်ပါသေးတယ် funny ဘက်ကအကောင့်ပိုင်ရှင်အစဲဟုတ်မဟုတ်စစ်ဆေးဖို့ကင်မရာကနေမျက်နှာစကန်ဖတ်ခိုင်းပါတယ်ကိုယ့်ပုံကို selfie ရိုက်ပြီးတင်မှောင်မဲနေတာမျိုးကင်မရာကမကြည့်တာမျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရတာတွေကြောင့် verification မအောင်တာမျိုးလည်းရှိနိုင်ပါတယ်နောက်ထပ်အရေးကြီးတာက proof of address KYC တင် address အတည်ပြုဖို့ bank statementမီတာပေးဒါမှမဟုတ် official document တစ်ခုခုတောင်းနိုင်ပါတယ်အင်္ဂလိပ်လိုရေးထားတာဖြစ်မှာရမှာပါဒါကြောင့် bank statement နဲ့ပဲတင်ကြပါ bank statement ဆိုရင်အများအပြည့်နောက်ဆုံး3လအတွင်းထုတ်ထားတဲ့ statement ကိုပဲလက်ခံတာများပါတယ် bank statement ပေါ်မှာကိုယ်နာမည် address bank name ထုတ်ထားတဲ့ရက်စွဲတွေရှင်းရှင်းလင်းလင်းပါနေရပါမယ် screenshot တွေedit လုပ်ထားတဲ့ PDF file တွေဖြတ်တောက်ထားတဲ့စာရွက်တွေက reject ဖြစ်နိုင်ပါနောက်တစ်ခုက VPN ပြဿနာ VPN သုံးတာတစ်ခုတည်းကြောင့် KYC ကြာဝါမယ်လို့မဆိုလိုပါဘူးကိုကမဖြစ်မနေသုံးရမယ်ဆိုရင် premium ကိုပဲဝယ်သုံးကြဖို့အကြံပေးရှင်ပါဘာကြောင့်လဲဆိုရင် account ဖွင့်တာနိုင်ငံတစ်ခု trader ကနိုင်ငံတစ်ခု KYC တင်တော့ကနိုင်ငံတစ်ခုဒီလိုမျိုး IP location တွေခဏခဏပြောင်းနေမယ်ဆိုရင် account မှာ ban ခံရနိုင်ပါတယ်နောက်ထပ် reject ဖြစ်တာအများဆုံးကတော့တခြားလူရဲ့ ID သုံးတာပါညီကိုမိဘဒါမှမဟုတ်တငယ်ချင်းနာမည်နဲ့ account ဖွင့်ပြီးကိုယ့်မျက်နှာနဲ့ KYC တင်တာမျိုးတွေက verification မအောင်နိုင်တယ်လို့account ပိတ်ခံရနိုင်ပါတယ် proof တွေကလူတစ်ယောက်ကို verify identity တစ်ခုတည်းပဲအသုံးပြုခွင့်ပေးထားပါတယ်ဒါကြောင့် KYC မတင်ခင် ID အဆင့်သင့်ရှိလားနာမည်မှန်လား address proof ရှိလား bank statement ရနိုင်လားတပ်ပုံတွေကြည်ကြည်လင်းရှင်းရှင်းလင်းဖြစ်ရလားဆိုတာတွေကိုစစ်ဆေးထားတင်ပါတယ်ကျောင်းစီမှာဘူဒီမာကက်အဲဒီမှာ market တို့မှာ account ဖွင့်လို့ရတယ်လို့ Funny Pay ရဲ့ 20% discount code တွေကိုပါဝန်ဆောင်မှုပေးလေးရှိပါတယ်